ဟာမော်ဒယ်မြင်ကားကြီးကန်ရလို့လေအရန်ကိုဝမ်းတာတယ်ဒါပဲဖြစ်သွားရင်တခုခုဖြစ်သွားလို့ကိုမှားရင်သွားလို့တခုခုဖြစ်သွားမယ်ဆိုလဲအုံတော့စားရတာပေါ့ဘယ်လိုပြောလဲအနေရဲဆိုတော့လက်တကန်းလိုပါပဲအကုန်လုံးတတိနဲ့ဝတိယနဲ့လုံနေရတယ်လို့ပဲကြည့်ကြည့်လိုက်လေဗျာဒါဆိုရင်ကြည့်လိုက်လေဒီစော်ပါးလေးဖြုတ်ချင်လို့ဆိုပြီးတော့ကျွန်တော်တို့လည်းဖြုတ်လိုက်ရတာဒီသုံးလုံးလေးကိုမြင်ဖို့ဖြုတ်လိုက်ရတာဒါ TNW လေးပါကြည့်အောင်မလီတကားတွေအကုန်လုံးဒီမဲ့အနေရဲတွေကလက်တကန်းဆိုတော့ဒီမဲ့ကြည့်လိုက်မှန်ကြီးခိုင်းပြီးသွားလို့တခုခိုင်းပြီးသွားလို့ကတော့လှုပ်တာနဲ့ကံမမီဘူးပြောခံလိုက်ရမှာတော့ဟင်းချီးနေပါတော်လေးတော့ဗောဒါလေးတစ်ဖက်တည်းမို့နှစ်ဖက်မို့ရင်တော့တခါကျတော့လေဘေးရကြည့်ရင်တော့လွယ်တယ်လို့နဲ့တကယ်ကိုတိုင်းရင်ဆိုင်ရှိမယ်ဆိုရင်တော့ရမ်းခက်ခဲတဲ့အရာဝတ္ထုလည်းပါတယ်လို့ဒါပေမဲ့စိတ်မညစ်ပါဘူးပျော်သေးပျော်စားကောင်းပါလေဘာလို့လဲဆိုတော့ရင်ဆိုင်မှုဆိုတာဒါပဲလေဒီလိုမျိုးဈေးကြီးကားတွေဆိုရင်ဒါဆိုလောက်ရတယ်လုပ်တယ်ကိုဒါတွေ့ကြုံရတယ်တွေ့ကြုံရပြီဆိုရင်နောက်ကိုကားတွေဆိုရင်လည်းနိုင်ရဲသွားတယ်ဒီကပထမဆုံးတွေ့ကြုံမယ်ပထမဆုံးတွေ့ကြုံဆိုကိုကဒီကားရဲ့ဈေးကြီးတာပဲလုံနိုင်မှာမလားပစ္စည်းချတာဟုတ်တကယ်လုတ်ကြည့်လိုက်ရင်ကြာလုံရင်းနဲ့လုတ်ဘက်ကနေတင်သွားတာပဲကိုလည်းဆိုရင်စီတွေရမ်းများတယ်ကျွန်တော်တို့မြန်မာတွေဆိုရင်တော့တချို့ဟာတွေဆိုရင်မလောက်ရတွေကိုဆိုရင်စီတွေများတယ်လို့မျိုးတော့ရှိပါတယ်ဒါပေမဲ့ခုနကကိုမှားတာရှင်လေခွင့်လွှတ်ပေးပါလို့ဒါပေမဲ့ကျွန်တော်လည်းအဲ့လိုပဲမပြုတ်ခင်တော့ရမ်းဆွေးနေဒါကြီးဆိုရင်လည်းရမ်းဆွေးနေတာပဲတိမ်ပေါင်းများစားရှိတဲ့ကားကြီးကိုဗျာလောက်ရတယ်ဆိုတော့လေကြောက်တာပေါ့ဒီမဲ့ကျုံထိုင်ကုန်တစ်ခုကလေအိတ်တွေနေဘယ်လောက်ထိမြင့်တော့ဆိုတော့တကယ်နိုင်ငံခြားသားတဲ့ဆိုင်ပဲကြည့်လိုက် TV ရစားကုန်ပါတယ်ဒါတော့ TV ရတာကျွန်တော်တို့ဟောမလောက်ရတယ်ဘူးမဖြိုးရသေးတဲ့ချင်း TV မှာလည်းပါတယ်တွေ့လားဒီနောက်ကနေပြီးတော့ဖုန်း tablet နဲ့အကုန်လုံးထိန်းချုပ်တာဖြစ်နိုင်ကုန်နေရချက်ဒီလေးစနစ်တွေရစားအကုန်လုံးထိန်းချုပ်တယ်အဲ့လိုလေးရှိပါတယ်လို့ဒါတော့ model မြင့်တဲ့ကားလေးတွေပေါ့ဘာလို့လိုချင်တာလဲဆိုတော့ကျွန်တော်ပြမယ်နော်ဒီကားဒီစော်ပါလေးလိုချင်လို့ဖြစ်တန်ကုန်လေးလည်းမဖြစ်ပါဒီစော်ပါလေးလိုချင်လို့ဒီစော်ပါလေးလိုချင်လို့ဒီစော်ပါလေးပြက်နေလို့ဟဲ့စစ်ပါအဲ့ဒါကြောင့်ဖြုတ်လိုက်ရတဲ့ဖြုတ်ချက်ကကြည့်လိုက်ပါမာရာစီနဲ့တောင်းပါပါတယ်ဒါတော့လုံတုံးလေးပေါ့ကျေးဇူးအရင်တင်ပါတယ်ဗျာကြည့်ပြီးတဲ့တယောက်ရှင်းစီကိုအကုန်လုံးကျေးဇူးတင်ပါတယ်ဒီကောင်ကျွန်းသားလေးနဲ့နော်ကျွန်းသားလည်းမဟုတ်ခဲတာလေးလိုက်တယ်ကားတော့ရမ်းမှတ်တယ်ဘယ်ငယ်နေကြလန်ထွက်လို့